ဒီနေ့တော့အပြုတ်ကတော့ရှည်နော်ဒီမှာဒီပေးတော့လုံးဝမချိုးတော့ဒီလိုရှည်လိုက်ကြည့်ဒီလိုကကကကကကကအဲ့လိုစားရမှာကြိုက်မလားကြိုက်တယ်အယုံမဲ့နော်ဒီလိုစားမှဒီမှာဒါလေးပြုတ်ချင်လားဒါအစိမ်းစားချင်လားပြုတ်မယ်လေပြုတ်မယ်နော်ဒါလေးပြုတ်မယ်ဒါလေးဒီမှာကြည့်လိုက်ဒီမှာကြည့်လိုက်ကြည့်လိုက်ပြမယ်ဒီလိုလေးတွေ့လားကြည့်လားအမလေးမိုက်လိုက်တာငါတားရတမီးရကိုတိုင်မလုပ်စားနိုင်တဲ့ခါကျတော့လေကြီးများလို့တော့မရဘူးတယောက်ကြားပြုတ်တည်းနှိုးရအမလေးငါလောက်တာမကောင်းတာပဲမှာရှိလို့တော့အခုနင်းဒါစားနောက်ကျယောက်ျားရဲ့ဘူရှေနဲ့ဟာစားချင်တယ်ပဲဖြစ်သွားမှာနော်ဘာယောက်ျားရဲ့ရှေလေတော့ပေးတောင်းရှေယောက်ျားလုပ်ပြီးတဲ့ယောက်ျားရဲ့ရှေနဲ့ဟာအဲ့ဒါစားချင်တယ်လာပြောနေတော့နောက်ကျဒီနေ့တော့ငါမိမအစိုးကြီးပြန်လာငါလေပြောတယ်သိလားငါမိမအဲ့လိုစိုးအမြင်နဲ့ပြန်လာဟိုခိုင်းချင်လို့ဟိုခိုင်းဒီခိုင်းဟိုကောက်ခိုင်းဒီဟာလောက်ခိုင်းအဲ့လိုလောက်ခိုင်းဖို့ပြောတာမဟုတ်ဘူးနော်ဘာပဲဖြစ်ဒီလိုလာပလေးဘေးမှာနတ်သမီးလေးလိုမျိုးလာမှအဲ့လိုမျိုးလာနေပြီးတာကွာဟိုကြည်နူးမှတာယာမှပြောတယ်ကွာအဲ့ဒါပြောချင်တာ